ရေလာလေးပြူစကန်သိန်းတိုက်ပွဲမှာကျောင်းသားတော်လိုင်းတပ်ဖွဲ့မှရဲဘော်တောင်မကျူကြာဆုံးခဲ့အမတ်ရှိစစ်ကြောင်းအဖွဲ့ဝင်ရဲဘော်တောင်မကျူကြာဆုံးခြင်းအတွက်ဝမ်းနည်းကြောင်းသဝင်လာရဲဘော်တောင်မကျူဟာတပ်ပေါင်းစုညီညွတ်ရေးကိုမျှော်ရည်သည့်အမတ်ရှိစစ်ကြောင်းတွင်တာဝန်ထမ်းဆောင်ရေး2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မကွေးတိုင်းပခုက္ကူခရိုင်ရေလာလေးပြူစစ်စခန်းသိန်းတိုက်ပွဲမှာရန်သူကိုရွရွချွန်ချွန်တိုက်ပွဲဝင်ရင်းမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရပါတယ်။စကိုင်းတိုင်းမင်းကင်းဇာတိရဲဘော်တောင်မကျူဟာကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင် SRF အဖွဲ့ဝင်အဖြစ်တော်၎င်းတပ်ပေါင်းစုကိုရည်ရွယ်တဲ့အမတ်ရှိစစ်ကြောင်းတပ်ဖွဲ့ဝင်အဖြစ်တော်၎င်းအဖိနေကံလူထုအတွက်အာသွန်ခွန်ဆိုင်အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့တိုက်ပွဲဝင်စိတ်ဓာတ်အတွက်အမတ်ရှိစစ်ကြောင်းအဖွဲ့ဝင်ရဲဘော်အားလုံးအနေဖြင့်များစွာဥညွတ်ဂုဏ်ယူမိပါရဲ့။တမိုင်းဟူသည်အဖိနေကံတို့၏သွေးဖြင့်ရေးရစမြဲဖြစ်သည်။ဖိနေသူအပေါင်းကိုဖိနေခံတို့ကတော်လန်ရင်တမိုင်းသည်ဖွင့်ထွားလာရသည်ဟုငါတို့ယုံကြည်သည်ရဲဘော်တောင်မကျူမသေးသူ့အသက်နဲ့ရင်းနှီးခဲ့သောတော်လန်စစ်ကယခုတည်းပို၍ပြန့်နှံ့လာပြီးတော့မည်ရဲဘော်တောင်မကျူတင့်ကိုယခုငါတို့တကြိုကပြချရပြီးတော့မည်သို့သောတင်း၏အယိုးပြမှုများသည်ဗမာပြည်တဝန်းကတော်လန်စစ်အစိုးအညောက်များအားရှင်သန်အားကောင်းစေလိမ့်မည်ဟုငါတို့တထစ်ချယုံကြည်ပေသည်ရဲဘော်တောင်မကျူတင်းအသက်နဲ့လဲယူခဲ့ရသောယခုအောင်ပွဲကြောင့်အဖိနှိတ်ခံပြည်သူတို့လွတ်မြောက်ကြရသည်ဤအောင်ပွဲကိုငါတို့အသက်နဲ့လဲ၍ကာကွယ်သွားမည်ဟုယခုငါတို့တန်ဋိဌာန်ပြုပါတယ်ရဲဘော်တောင်မကျူတင်တိုက်ပွဲဝင်ခဲ့သောတော်လန်စစ်သည်ငါတို့ကြောင့်ဆက်လက်ကြီးထွားလာသည်နှင့်အမျှတင်ဤအမည်နာမအားတတတရှိကြလိမ့်မည်တော်လန်စစ်ဤလန်ခုလက်အတွင်းကြာဆုံးရှာသောရဲဘော်တောင်မကျူတင့်အားငါတို့အလေးနီပြုပါသည်အနာဂတ်သမိုင်း၌ဖိနှိပ်သူအပေါင်းကိုဆက်ဆုပ်ယွန်ရှာဖွယ်ရများအဖြစ်မှတ်တမ်းတင်သောအချိန်တွင်အဖိနှိပ်ခံပြည်သူများအစားတင်ဤရုပ်ပုံလွှာများသည်ငါတို့၏မျက်လုံးအိမ်အတွင်းပြန်လည်ရှင်သန်လာပေလိမ့်မည်ရဲဘော်တောင်မကျူတင့်အားငါတို့အလေးနီပြုပါတယ်ရဲဘော်တောင်မကျူကောင်းရာသူကတိလားပါစေလို့အမတ်ရှိစစ်ကြောင်းကထုတ်ပြန်ထားခဲ့တာလေးဖြစ်ပါတယ်ရဲဘော်တောင်မကျူဟာ2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကမကွေးတိုင်းပခုက္ကူခရိုင်ရေလာလေးပြူစစ်စခန်းသိန်းတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတာလေးဖြစ်ပါတယ်ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်ရဲဘော်တောင်မကျူခေါ်ရဲဘော်ဟိမင်းခန့်ဟာကြာဆုံးချိန်မှာတော့အသက်22နှစ်အရွယ်သာရှိနေသေးတာလေးဖြစ်ပါတယ်လူငယ်လေးတယောက်ကြာဆုံးသွားခဲ့ရပြန်ပြီဒီလိုလူငယ်တွေဒီလိုတန်ဖိုးရှိတဲ့အသက်တွေကြာဆုံးရတိုင်းကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်ကျွန်တော်တို့ဟာဒီလိုတန်ဖိုးရှိတဲ့အသက်တွေကိုကာကွယ်နိုင်ဖို့အတွက်နေ့ရက်တိုင်းတော်လှန်ရေးမှာပါဝင်နေကြဖို့နေ့ရက်တိုင်းတော်လှန်ရေးလုပ်နေဖို့နေ့ရက်တိုင်းတော်လှန်ရေးမှာတထောင်တနေရာတွေကနေထဲထဲဝင်ဝင်ပါဝင်နေကြဖို့လိုအပ်ပါတယ်ဒီလိုပါဝင်နေမှသာတန်ဖိုးရှိတဲ့အသက်တွေကိုကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ရဲ့ပါဝင်မှုတွေကျွန်တော်တို့ရဲ့တော်လှန်မှုတွေဟာမလုံလောက်သေးတဲ့အတွက်တန်ဖိုးရှိတဲ့အသက်တွေကိုမဆုံးရှုံးသင့်ပဲဆုံးရှုံးနေကြရတာလေဖြစ်ပါတယ်ကျွန်တော်တို့အင်မတန်ဝမ်းနည်းကြေကွဲရပါတယ်ဒီလိုပေးဆက်ခဲ့ရမှုတွေဟာကျွန်တော်တို့နဲ့အသွေးမတော်သားမဆက်လဲအင်မတန်ဝမ်းနည်းကြေကွဲခံစားရပါတယ်ကျွန်တော်တို့အားလုံးနဲ့ပြည်သူလူထုကိုဖက်စစ်အကြမ်းဖက်လက်အောက်ကနေကာကွယ်ကြရင်ဒီလိုအသက်အရွယ်ငယ်ငယ်လေးတွေနဲ့ကြာဆုံးသွားခဲ့ရတိုင်းဖက်စစ်အာဏာယူတွေကိုလွန်စွာမုန်းတီးနာကျင်မိပါတယ်ဒီလိုနာကျင်စိတ်တွေကြောင့်တော်လှန်ရေးမှာနေ့အတိုင်းပါဝင်နေရလဲဖြစ်ပါတယ်ခေတ်ဆက်ဆက်ကလူငယ်တွေဟာအာဏာရှင်အဆက်ဆက်ကိုတော်လှန်ကြရင်
မြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတဲ့ချိန်မှာတော့ကျွန်တော်တို့အသက်ရှင်ကျန်တဲ့ရဲဘော်ရဲဘက်တွေကတော်လန်ရဲ့သူရဲကောင်းအာဇာနည်များအဖြစ်မှတ်တမ်းတင်ကိုတင်ထားပေးရမှာလည်းဖြစ်ပါတယ်ဒီလိုတင်ထားပေးမှသာတမိုင်းရဲ့စာမျက်နှာတွေမှာဒီလိုပေးဆက်မှုတွေကြောင့်ဒီလိုအောင်ပွဲတွေရခဲ့ကြောင်းမှတ်တမ်းကျင်ကြံရင်းမှာလည်းဖြစ်ပါတယ်ဖိနေခံပြည်သူနဲ့တူတရားတဲ့ဘက်ကနေလက်နက်ကိုင်တော်လန်ရင်မြင့်မြတ်စွာအသက်ပေးလူကြာဆုံးသွားခဲ့ရတဲ့ကျောင်းသားတော်လန်တပ်ဖွဲ့မှရဲဘော်တောင်မကျိုးခေါ်ရဲဘော်ဟိမင်းခန့်အားကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမှာလည်းအလင်းညီပြူမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့ဆုံးလုံးနင်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီຫນွေဦးတော်လိုင်းသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကလေးလာပါစေဖက်စစ်အကြမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်ချေမှုန်းရင်းຫນွေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုကြေကွဲဝမ်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလင်းညီပြူမှတ်တမ်းတင်နေတဲ့စပုတ် PDF မြန်မာ YouTube Channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။စပုတ် PDF မြန်မာ YouTube Channel ကိုကြည့်ရင်ຫນွေဦးတော်လိုင်းမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။မြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာຫນွေဦးတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကန်ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီလက်နက်မကင်တွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတဝင်းအနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်